မင်္ဂလာပါ Microsoft Word မှာဒီစာမျက်နှာယူပေါ့နော်အဲ့ဟာကိုအဖြူရောင်မထားခြင်းပဲနဲ့ dark mode ထားခြင်းတယ်ပေါ့နော်ထားခြင်းတယ်ဆိုလို့ရှိရင် file ထဲကိုသွားမယ်မိုးရဲက account ကိုနှိပ်ပါမယ်အဲ့ဒီထဲကမှ office theme မှာ white မထားဘဲနဲ့ dark gray ထားလို့ရတယ် black ထားလို့ရတယ်ကျွန်တော်ကြီးလည်းထားလို့ရတယ်ပေါ့နော်အဲ့ဒီထဲက dark mode ဆိုလို့ရှိရင်တော့ black ကိုရွေးခဲ့ပါမယ်ပြီးတော့ပြန်ထွက်မယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်း dark mode အကုန်လုံးပြောင်းသွားပါပြီပြီးတော့ဒီစာမျက်နှာကို color ပြောင်းနေတယ်ဆိုလို့ရှိရင်လည်းပြောင်းလို့ရပါသေးတယ်ဒါကတော့ design tab ထဲမှာရှိတဲ့ page color ကိုနှိပ်ပြီးတော့မှ page ကို color တွေပြောင်းလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ page မှာပေါ့နော်ကိုစာရိုက်နေတဲ့ dot မှာ watermark လေးထည့်ဖို့လိုတယ်ဆိုလို့ရှိရင်เนาะဒီ design tab ထဲမှာရှိနေတဲ့ watermark ကိုနှိပ်ပါမယ်အဲဒီထဲကမှဒီရှိပြီးသားရင်းနဲ့တောင်းလို့ရတယ်လို့ရှိပြီးသားကို click တစ်ချက်နှိပ်ပြီးတော့လည်းဒီမှာတောင်းလို့ရတယ်လို့ watermark ကိုသွားမယ်ကိုတခြားစာကိုပြောင်းပြီးတော့သုံးနေတယ်ဆိုလို့ရှိရင် texture watermark ကိုနှိပ်လိုက်မယ်အဲ့ဒီထဲကဒီ text ရဲ့down arrow ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာရှိနေတဲ့ထဲကနေလည်းသုံးလို့ရပါတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒီနေရာမှာခြိုက်ပြီးတော့မှတိုက်ပြီးရိုက်ပြီးတော့ကိုယ်ကြိုက်နေတဲ့စာသားကိုပြောင်းလို့ရပါတယ်ပြီးတော့ဒီမှာ font လည်းပြောင်းလို့ရတယ်ပြီးတော့ size လည်းပြောင်းလို့ရပါတယ်ပြီးတော့ font ရဲ့ color ကိုလည်းပြောင်းလို့ရပါတယ်နောက်တစ်ခုကတော့ဒီစာသားလေးကိုဆိုလို့ရှိရင် diagonal နဲ့ထားမလား horizontal နဲ့ထားမလားဆိုတာလည်းရွေးလို့ရပါတယ်မိမိကြိုက်တဲ့လိုရွေးပြီးတော့မှ okay နေလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီမှာကိုထားခဲ့တဲ့အတိုင်းလေးwatermark လေးထည့်ပြီးသွားပြီပေါ့နော်တကယ်လို့ဖြုတ်မယ်ဆိုလို့ရှိရင်တော့ watermark ထဲကိုသွားမယ်ဒီက remove watermark နဲ့ဖြုတ်လို့ရပါတယ်နောက်ထပ်ပြောချင်တာလေးကကြတော့စာသားတွေကိုဒီမှာရေးထားလိုက်တယ်အဲ့ဒီကမှာကိုက sorting စီးကျင်တယ်ပေါ့နော်စီးကျင်တယ်ဆိုလို့ရှိရင် A to Z စီးကျင်တယ်လို့ပြီးသွားပြီဆိုရင် Z to A အမျိုးစီးမယ်ဆိုလို့ရှိရင်တော့စီးကျင်တဲ့စာသားလေးကို select မှတ်လိုက်ပါ home tab ထဲကိုသွားမယ်paragraph group တွေက sort ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်စာသားကို select မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာက type မှာဆိုလို့ရှိရင် text လို့ပေါ်နေပါလိမ့်မယ် ascending ရှိမယ် designing ရှိမယ်ကိုစီကျင်တာကိုရွေးခဲ့ပါပြီးသွားပြီဆိုလို့ရှိရင် okay နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့စီပြီးသွားပါပြီ ascending စီမယ်ဆိုလို့ရှိရင်တစ်ချက်ပြန်နှိပ်မယ် ascending ကိုယူလိုက်မယ် okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် A ကနေ Z ကိုစီပြီးသွားပါပြီပြီးတော့ကဏ္ဍတွေကိုလည်း sorting စီလို့ရပါတယ်စီကျင်တဲ့စာသားကို select မှတ်လိုက်မယ် sort တွေကိုသွားမယ်ဒီ number ကိုရေးထားတာဖြစ်တဲ့အတွက်ကြောင့် type မှာက number ဆိုပြီးတော့ auto ပေါ်နေပါတယ် ascending ဆိုတာကကျတော့ငယ်စဉ်ကြီးလိုက် descending ကတော့ကြီးစဉ်ငယ်လိုက်ပါငယ်စဉ်ကြီးလိုက်စီမယ်ဆို ascending ကိုရွေးမယ် okay ပေးလိုက်မယ်ဒါဆိုဒီမှာစီပြီးသွားပါပြီထို့အတူ date တွေကိုလည်းပဲ sorting စီလို့ရပါတယ် select မှတ်ပြီးတော့ခါကျတော့ sort ကိုတစ်ချက်နှိပ်လိုက်မယ်designing စီမယ်ဆို designing ရွေးမယ် type မှာတော့ auto လေး date ဆိုပြီးတော့ပြပေးနေပါလိမ့်မယ် okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာစီပြီးတော့ပါပြီ